အားလုံးပဲမင်္ဂလာပါ Service Studio Channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြပြပေးသွားမယ့်ထိုင်းဇာတ်လမ်းတွဲလေးကတော့အသစ်ဆက်ဆက်ထွက်ရှိထားတဲ့သဘောအလွန် BL ဇာတ်လမ်းတွဲလေး My Golden Blight အကြောင်းပဲဖြစ်ပါတယ်တွန်ဆွဲကောင်လေးဟာငယ်စဉ်ကတည်းကမိဘမဲ့ဖြစ်ခဲ့ရပြီးတော့ဆရာမနော်ရဲ့မိဘမဲ့ကေဟာမှာကြီးပြင်းလာခဲ့ရပါတယ်တွန်ရဲ့မိဘတွေကတော့သွေးစွပ်ဖို့ကောင်ကြိုက်ခံရပြီးသေဆုံးသွားတာပဲဖြစ်ပါတယ်။တွန်းကိုတော့ Mark ဆိုတဲ့သွေးစွပ်ဖို့ကောင်လေးကကက်တင်ပေးခဲ့တာကြောင့်အသက်ရှင်သန်နိုင်ခဲ့တာဖြစ်ပါတယ်။တွန်းရဲ့ကိုယ်ထဲကသွေးတွေကတခြားသူတွေနဲ့မတူဘဲတမှုထူးခြားပါတယ်။တွန်းရဲ့သွေးတွေဟာရှားပါပြီးစွမ်းအားကြီးပါတယ်။ဒါကြောင့်လည်းသွေးစွပ်ဖို့ကောင်တွေကတွန်းရဲ့သွေးကိုတောက်ချင်နေကြတာဖြစ်ပါတယ်။ဒါအပြင်တွန်းမှာမတော်တဆသွေးထွက်ပြီဆိုရင်မရမနာထွက်နေတတ်ပါတယ်။ဒါကြောင့်လည်းတွန်းကိုအရွယ်ရောက်လာအောင်ကျွေးမွေးပြုစုလာခဲ့တဲ့နွန်ကသွေးမထွက်အောင်ဂူးဆိုင်ဖို့တွန့်ကိုအချိန်ချင်းမတ်စကာပြောခဲ့ပါတယ်။အလုပ်တွေဆိုရင်လည်းမလုပ်ခိုင်းခဲ့ပါဘူး။တွန့်မှာငယ်စဉ်ကတည်းကအတူတူကြီးပြင်းလာခဲ့တဲ့တငယ်ချင်းလေးတွန့်ကလတ်ဆိုတဲ့သူရှိပါတယ်။ဒီနေ့မှာတော့တွန့်ဟာတွန့်ကလတ်ရဲ့အလုပ်ကိုသွားပြီးတွန့်ကလတ်နေရာကိုအစားဝင်ကအလုပ်တွေခိုးလုပ်ခဲ့ပါတယ်။အဲဒီဟိုတယ်မှာပဲတွန့်ဟာထူးဆန်းတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ထို့သူဟာတွန့်ကိုငယ်စဉ်ကတည်းကနေကောက်ွယ်ဆောက်ရှောက်ပေးခဲ့တဲ့သိစုပ်ဖို့ကောင်မပဲဖြစ်ပါတယ်။တွန်းရဲ့အလုပ်ရှင်ဟာမားကိုဖျော်ရည်ပို့ပေးဖို့တွန်းကိုစိတ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့တွန်းဟာမားရဲ့အခန်းစီကိုဖျော်ရည်ပို့ဖို့ရောက်လာခဲ့ပါတယ်။တွန်းဟာမားရဲ့အခန်းကိုရောက်တာနဲ့မားရဲ့ခန္ဓာကိုယ်အချိုးအစားတွေကိုမြင်လိုက်ရပါတယ်။ဒါအပြင်ဖျော်ရည်ခွက်ကိုပါလော့ချအောင်လုပ်မိခဲ့ပါတယ်။တွန်းဟာခွက်ကွဲအပိုင်းစာလေးတွေကိုကောက်ယူရင်းမတော်တဆထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီလိုနဲ့တွန်းဟာသွေးတွေမရမနာထွက်လာခဲ့ပါတယ်။အဲဒီအချိန်ကလည်းတွန်းရဲ့သွေးကိုတောက်ချင်နေတဲ့သွေးစွပ်ဖို့ကောင်အများစုကဟိုတယ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။တွန်းလက်မှာသွေးထွက်တာနဲ့အဲ့ဒီသွေးစွပ်ဖို့ကောင်တွေကအကဲခတ်မိသွားပြီးသွေးကနေတဆင့်အနံ့ရှူကတွန်းနောက်ကိုလိုက်လာခဲ့ပါတယ်။မာကတော့တွန်းအန်ဒီရဲ့ထဲကိုကြားရောက်နေပြီဆိုတာကိုသတိပြုမိပြီးတွန်းကိုတခြားတနေရာစီခေါ်ဆောင်သွားခဲ့ပါတယ်။တွန်းရဲ့လက်မှာထွက်နေတဲ့သွေးတွေကိုလည်းစုပ်ပေးခဲ့ပါတယ်။ထူးဆန်းစွာနဲ့မရမနာထွက်နေတဲ့တွန်းရဲ့သွေးတွေဟာမားဆိုးလိုက်မှပဲလိုအပ်မထွက်ပဲရသွားခဲ့ပါတယ်။တွန်ကတော့ဒီညဖြစ်ရဆန်းတွေဖြစ်ပျက်နေတာဘာကြောင့်လဲဆိုတာကိုတွေးရင်းနဲ့ပဲအံ့ဩနေခဲ့ပါတယ်။တွန်ဟာမားစီကနေရှောင်ပြေးဖို့ကြိုးစားပေမဲ့လည်းရှောင်ပြေးလို့မလုပ်ခဲ့ပါဘူး။မားကတော့တွန်ကိုသူနေတဲ့နေရာစီကိုခေါ်လာပြခဲ့ပါတယ်။တွန်ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေရဲ့မှန်တရားကိုပြောပြပေးဖို့မားဟာတွန်ကိုသူ့ရဲ့နေရာစီခေါ်လာရခြင်းပဲဖြစ်ပါတယ်။မားဟာလူမှုပဲသွေးစွပ်ဖို့ကောင်တာဖြစ်တဲ့အကြောင်းတွန်ရဲ့သွေးတွေကအရန်ထူဆန်းပြီးအစွမ်းအားကြီးတဲ့အကြောင်းသွေးစွပ်ဖို့ကောင်တော်တော်များများအများစုကတွန်ရဲ့သွေးတွေကိုတောက်လို့တဲ့အတွက်တွန်ကိုအန်ဒီရဲ့ပေးမဲ့အကြောင်းမားကတွန်ကိုပြောပြပါတယ်။တွန်ကတော့မားရဲ့ပြောစကားတွေကိုသိမယုံချင်ပေမဲ့ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကြောင့်ယုံကြည်ခဲ့ရပါတယ်။မားဟာလူမှုပဲသွေးစွပ်ဖို့ကောင်ဖြစ်တဲ့အတွက်တွန်ဟာမားကိုအရန်ကြောက်သွားခဲ့ပါတယ်။ဒါပေမဲ့မားကတော့တွန်ကိုအန်ဒီရဲ့ပေးမဲ့သူမဟုတ်ပဲတွန့်ကိုတခြားမကောင်းဆိုးဝါးကောင်တွေလက်ကနေကာကွယ်ပေးမဲ့တူဒီသောသူပဲဖြစ်ပါတယ်။ဒီလိုနဲ့တွန့်တယောက်ဖြစ်ပျက်ကြုံတွေ့နေရတဲ့အကြောင်းအရာတွေအားလုံးရဲ့မှန်တရားကိုသိရှိခဲ့ရပါတယ်။အဲဒီနောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဒီ series လေးမှာကြည့်ရှုခန်းစားကြရမှာပဲဖြစ်ပါတယ်။ပါဝင်ထားတဲ့သရုပ်ဆောင်တွေဆက်လန်းဇက်အိမ်တွေချုံမြိန်သားရလာတဲ့ဇဝင်တေးတွေကြောင့်ဒီ series လေးကတကယ်ကိုကြည့်တဲ့ series လေးတစ်ခုပဲဖြစ်ပါတယ်။ BL fan တွေအနေနဲ့ကတော့အချိန်ကြာကြီးစောင့်မျှော်လာခဲ့ရတဲ့ series တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ဒီ series မှာတော့ Jose နဲ့ Gawin တို့ကပထမဆုံးတွဲဖက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားကြပြီး GMM TV ရဲ့ပထမဆုံးသောတဘောဝလွန်သွေးစွပ်ဖို့ကောင် series တစ်ခုလည်းဖြစ်ပါတယ်။ဒီ series လေးကတကယ်ပဲပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့တစ်ထပ်တည်းကြပါမလားဆိုတာကိုတော့ series လေးကိုဆက်လက်ကြည့်ရှုဖို့ပဲပြောချင်ပါတယ်။ဒီဗီဒီယိုလေးကိုလည်းဒီနေရာမှာပဲဆုံးသက်လိုက်ပါစေ။ကျွန်တော်ရဲ့ channel လေးကတော့ထိုင်းဆက်လန်တွဲများစွာရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ channel လေးတစ်ခုဖြစ်တာကြောင့် subscribe လေးနှိပ်သွားပေးပြီးတော့ notification ခေါင်းလောင်းလေးလည်းနှိပ်သွားဖို့လုံးဝမမေ့ပါနဲ့ဦးနော်ကြည့်ရှုအားပေးကြတဲ့သူတိုင်းလည်းကျေးဇူးအများကြီးတင်ရှိပါတယ်